Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့လေးမှာတော့မွန်ကနှင်းစီပန်းနဲ့ပစင်ကောင်းစက်တီလေးနဲ့ကိုတွဲတဲ့လောက်တာလေးကိုတင်ပေးမှာဖြစ်ပါရဲ့ရှင်ဒါလေးကတော့မွန်ကလိန်လိုက်တာပါနော်ကျိုးလေးနှစ်ပင်ကိုတွင်အောင်တွင်အောင်ရှင်နဲ့လိန်လိုက်တာပဲဖြစ်ပါရဲ့ရှင်လိန်ပြီးရင်တော့မွန်တို့ကအချီလေးနဲ့တုပ်မှာဖြစ်ပါရဲ့ရှင်အချီလေးနဲ့နှစ်တုပ်လောက်တုပ်ပြီးရတဲ့နောက်မှာတော့မွန်တို့ကအချီလေးနဲ့နှစ်တုပ်လောက်တုပ်ပြီးရပြီဆိုလို့ရှင်တော့မွန်တို့အဲ့ဒီကြံနေတဲ့ဘောတပင်လေးကိုမွန်တို့ကြက်ကလေးလဲရမှာဖြစ်ပါရဲ့ရှင်ကြက်ကလေးလေးတဲ့ခါကြောက်လို့စင်လေခြေချောင်းကတစ်ဖက်ကလှနေရတစ်ဖက်ကမလှပဲနေရဖြစ်ပါရဲ့ရှင်အခုကမွန်ကနှစ်ဖက်လုံးမှာခြေချောင်းလေးတွေပေါ်သွားတဲ့အတွက်ပြင်ဖြုတ်လိုက်တာပဲဖြစ်ပါရဲ့ရှင်ပြင်ဖြုတ်ပြီးရင်တော့မွန်ကကျိုးလေးကိုပြန်လှည့်ပြီးတော့လှတစ်ဖက်မလှတစ်ဖက်ဖြစ်အောင်လို့လင်ရတာပဲဖြစ်ပါရဲ့ရှင်အဲ့လိုမျိုးလေးလေးယူရပြီဆိုရင်တော့မွန်တို့ကလိုက်တင်လေးလိန်ညာလေးရောက်ပြီဆိုလို့ရှင်ပါနော်လိုက်တင်လေးလူမျိုးလေးပဲပတ်ပေးရမှာဖြစ်ပါရဲ့ရှင်အဲ့လိုမျိုးလေးပတ်ပြီးသွားပြီဆိုလို့ရှိရင်တော့မွန်တို့ကလက်ကလေးထဲမှာပေါ့နော်လိုက်တင်လေးပဲပတ်ပေးပါနော်အရင်တင်းဝိုင်းလည်းမရဘူးလို့ရရင်ရော့ဝိုင်းလည်းမရပါဘူးရှင်မွန်ကအခုမှစလောက်တာဖြစ်လို့ပေါ့နော်လိုအပ်ချက်လေးတွေရှင်လဲနားလည်ပေးကြပါအောင်ရှင်အခုဆိုလို့ရှိရင်မွန်တို့ကအဲ့ဒီကိုမလှဘက်လေးထားတဲ့ဘက်လေးကနေစပြီးတော့တုပ်ရမှာပဲဖြစ်ပါရဲ့ရှင်ချီလေးတွေကိုတုပ်ပြီးတုပ်ရမှာပေါ့နော်သူကခိုင်ခန့်သွားတဲ့ဒီတုပ်ရမှာဖြစ်ပါရဲ့ရှင်မွန်တို့ကတုပ်တဲ့ချိန်မှာတတိထားဖို့လိုတာကတော့တစ်ခုနဲ့တစ်ခုညီညာနေမှလှမှာပဲဖြစ်ပါရဲ့ရှင်မွန်ကတော့မွန်တို့နားဆိုင်လေးမှာပန်းကျက်လေးလေးပြေးဝဲရရောင်တူလေးမရှိလို့ပေါ့နော်မွန်ကဒါလေးကိုကိုယ်တိုင်လုပ်ဖို့စိတ်ကူရသွားတာပဲဖြစ်ပါရဲ့ရှင်အားလုံးလည်းကျေးဇူးများတင်ပါတယ်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းလည်းကျမ်းမာပျော်ရွှင်ကြပါစေရှင်အသက်ရှူတိုင်းငွေဝင်ကြပါစေရှင်အခုဆိုလို့ရှိရင်မွန်ကဒီလိုမျိုးလေးပဲပေါ့နော်တုတ်တယ်အများကြီးပဲတုတ်ရတာပဲဖြစ်ပါရဲ့ရှင်အချိန်လေးတော့နည်းနည်းပြရပါရဲ့ပေါ့နော်ဒီပန်းကျက်ဒီလေးတဝန်းရဖို့ဆိုလို့ရှိရင်မွန်တို့ကအချိန်ပေးရရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဘေးရမှလွယ်မရဘူးလေအချိန်ရင်းနေမရင်းနေကိုရင်းနေရတာပဲမလားအချောင်းမို့လို့မွန်တို့ကစူးစမ်းပြီးတော့လုပ်ရတာပဲဖြစ်ပါရဲ့ရှင်အခုဆိုလို့ရှိရင်ပန်းကျက်ဒီလေးကတော်တော်လေးတော့လှလာပြီပေါ့နော်အချိန်မှာမွန်တို့ကပန်းကျက်ကြီးရဲ့ခေါင်းလေးကိုနည်းနည်းလေးခိုင်ခန့်သွားအောင်ဆိုချီလေးနဲ့ပတ်လိုက်တယ်ပတ်ပြီးတော့မွန်ကနည်းနည်းထပ်တုပ်လိုက်တယ်ပေါ့နော်ထပ်တုပ်လိုက်တဲ့ခါကျလို့ရှိရင်တော့မွန်တို့ကလှသွားပြီပေါ့နော်ပန်းကျက်ကြီးလေးရသွားပါပြီအခုဆိုလို့ရှိရင်မွန်ကထိုးရင်နဲ့သုံးပွင့်နောင်မှပြီးသွားပြီပေါ့နော်အခုလိုမျိုးမွန်လိုမျိုးလိုက်လုပ်ကြည့်ချင်တယ်ဆိုလို့ရှိရင်လည်းလိုက်လုပ်လို့ရ